စိတ်ကိုညနေပိုင်းလောက်မှာစထွက်ပါတယ်သွားမယ့်နေရာက Terminal 4ဆိုတော့ Shuttle Bus နဲ့တစ်ဆင့်ပြန်စီရပါတယ်luggage အကြီးမပါတဲ့အတွက်ကြောင့်မို့အရှင်းနဲ့ပဲ check in ဝင်ပြီးတော့ beer လေးတောက်ပြီးပဲစေဦးနေလိုက်ပါတယ်တော့လေမော်ရောက်နေပါပြီ။ဘာလီကိုစင်ကူကနေပြီးတော့2:45 မိနစ်လောက်လေစီရမှာဖြစ်ပါတယ်။ဒါကတော့ဘာလီရဲ့နူဒါတိုင်း International Airport ကိုရောက်နေတာဖြစ်ပါတယ်။ဒီမှာလည်း shuttle bus ထပ်စီရပါတယ်။ကျွန်တော်တို့ immigration ဝင်ခင်မှာ QR code တစ်ခုကိုဖတ်ပြီးတော့ကျွန်တော်တို့ health declaration form ကိုဖြည့်ပေးရပါတယ်။ဖြည့်ပေးရတဲ့ QR code တစ်ခုရပါတယ်။ immigration ကတောင်းချင်ရင်ပြပေးဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မတောင်းကြည့်တဲ့အတွက်ကြောင့်မလို့မပြခဲ့ရပါဘူး။ immigration အတွက်မှာနောက်ထပ် QR code ထပ်ပတ်ပြီးတော့ custom declaration form ထပ်ဖြည့်ပေးရပါတယ်။ declaration လုပ်စရာမပါလဲဖြည့်ပေးရတာ။အဲ့ဒီမှာလဲ QR code တစ်ခုထည့်ရပါတယ်။အဲ့ဒီ QR code ကိုတော့ airport ထပ်မှာ scan ထပ်ပြီးမှထွက်ခိုင်းတာဖြစ်ပါတယ်။ QR code မရသေးရင်ပြင်ထွက်လို့မရပါဘူး။တက်စီသမားတွေကတော့အပြင်မှာအများကြီးပဲစောင့်နေကြပါတယ်။ကိုသွားကျင်တဲ့နေရာရဲ့ grab seat ကိုတစ်ချက်ကြည့်ပြီးတော့မှတက်စီသမားတွေကိုစီစစ်ပြီးတော့မှအဆင်ပြေမှာဖြစ်ပါတယ်။ကတော့စီမင်းရဲ့ Hikari ကတ်ဆောက်ကိုတွားနေတာဖြစ်ပါတယ်။အဲဒီမှာ3ညအိပ်ပြီးတော့အရင်လည်မှာဖြစ်ပါတယ်။နောက်တော့မိုးချုံမှပဲတဲမဲ့နေရာကိုရောက်ပါတယ်။ကြကြဝန်းဝန်းရှိပြီးတော့တဲရတာတော့တော်တော်အဆင်ပြေပါတယ်။ခီးသွားရသည်မဟုတ်တဲ့အတွက်ကြောင့်မလို့လူသိမ့်မရှိပါဘူး။ကတ်ဆောက်ရှိကလမ်းကတော့မိနစ်တိုင်းမှာပဲတော်တော်ဆိုးပါတယ်။ဆိုင်နေလဲပိတ်နေပြီဆိုတော့လမ်းမှာတွေ့တဲ့ street food noodle ဆုပဲဝယ်စားဖြစ်ပါတယ်။တပွဲမှာရင်တော့ဆု2မျိုးပါပါတယ်။Day 1 videoကတော့ဒီလောက်ပါပဲကြည့်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ် See you in the next video